မင်္ဂလာပါဘုရားရှင်ကျေးဇူးတော်ရှင်ပါပါတယ်ကျွန်မနေငယ်တက်တည်ခံကြပါမယ်ချိန်ကလည်းအတိုင်းရတဲ့အတွက်ကျွန်မအတူချုံနေမယ်ကျွန်မရဲ့တစ်စိတ်တည်းကဘုရားခင်တကယ်ရရှိခဲ့တဲ့အကြောင်းအရာနဲ့ကျွန်မရဲ့ဘဝကြောင်းနေနေပြပြခြင်းနဲ့တည်ပြီးတဲ့သူလည်းရှိမှာပါတည်ကျင်နေတဲ့လူတွေရှိမယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့ကျမရဲ့အသက်တာပေါ့နော်ဒီလိုဘုရားခင်ကိုရရှိခဲ့တယ်ဆိုတာနဲ့ဘုရားရှင်ရဲ့ပြုမြင်ခြင်းအဖြစ်ဒီလိုဘုရားကိုတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းလေးနည်းနည်းပြောပြခြင်းနဲ့ကျမကမိဘနှစ်ပါးဖြစ်တဲ့မိမိနဲ့မိမိကဒီမိကယုံကြည်သူဖြစ်တယ်မိမိကတော့ဒီယုဒ္ဓလာပေါ်တော့ပါလားမိတရားဖြစ်တယ်။သူတို့နှစ်ပါးနဲ့ပေါက်ဖွာလာတဲ့ကျမကမိမိရဲ့ဘာသာပြန်ဖြစ်တဲ့အရာဘုရားဘာသာမျိုးစီလေးကလိုက်စားလိလာခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့ဖခင်ကြီးကခရိယန်တယောက်ဖြစ်တော့သူကကျမကိုတစ်ခါတည်းမှာဖျားเจ้าကိုပေါ်သွားပါတယ်။ Sunday School တွေပိုင်းမှာကျမတို့ဓမ္မတရားဖြစ်ပါဝင်ခွင့်ရပါတယ်။တရားတစ်ချင်းတွေဒီဆိုတဲ့အခါမှာကျမအရင်ပြောပါတယ်ငယ်ငယ်ကဒါပေမဲ့ကျမအမြဲတမ်းဖျားเจ้าတောင်းလို့မရပါဘူး။ဘာလို့လဲဆိုတော့မိမိနဲ့နေတဲ့အခါမှာမိမိရဲ့ဘာသာတရားတွေမှာပဲကျမအကုန်လုံးငယ်ငယ်လေးကကျမအလွတ်ကျက်ရပါတယ်။ကာထာတွေဆိုတော်တော်များများလေးဖတ်ရပါတယ်အဲ့လိုနေခဲ့ရပါတယ်လို့ဒါပေမဲ့ကျမအသက်9နှစ်လောက်မှာအဖေနဲ့အမေကတကွဲစီဖြစ်သွားပါတယ်အဲ့ဒီခါမှာကျမကမမေနဲ့ကြီးပြင်းခဲ့တယ်ငယ်လေးကဒါကြောင့်မမေလုပ်တဲ့ဘာသာတရားနဲ့ပတ်သက်လို့ကျမတော်တော်လေးကိုလေ့လာခဲ့ပါတယ်တော်တော်လေးနားလည်ခဲ့ပါတယ်ကျမအသက်9တန်းရောက်တဲ့အခါမှာကျမဖေကဖျားเจ้าမှာအလိုဂီတာသင်တန်းတွေပါရှိတယ်ဆိုတော့ကျမသွားတက်ပါတယ်အဲ့လိုမျိုးအဖြစ်ကျမတရားကြောင့်ရောက်တယ်ကျွန်မအရင်ပြောတယ်ဒါပေမဲ့ကျွန်မနားမလည်ဘူးနော်ကျွန်မတေချာလည်းမသိဘူးသိချင်စိတ်ကတော့စိတ်ထဲမှာရှိတယ်ဒါကြောင့်ကျွန်မဖေဖေကိုအမြဲတမ်းမေးပါတယ်ဖေဖေတရားဆိုတာဘာလို့၃ပါးဖြစ်လဲကျွန်မအဲ့ဒါငယ်လေးကနားမလည်ဘူးတရားဆိုတာ၃ပါးတဆူလို့ပြောတယ်ဘာလို့၃ယောက်လဲဖေကပါလဲဒါကကျွန်မနားမလည်တဲ့အခါမှာဖေဖေကိုပြောတော့ဖေဖေကသမီး၃ပါးတဆူဆိုတဲ့အရာမှာခမည်းတော်ဆိုတာတကယ်ဖေဖေနဲ့ဘုရားခင်နေတော့နော်သူကတားအဖြစ်နဲ့သူကမြေကြီးကိုကြောဆင်းလာပြီးတော့ပြန်တက်သွားတယ်ပြီးတော့အသက်ရှင်တဲ့တရားဖြစ်တယ်နောက်ဆုံးသူအသက်ရှင်လုံးဝင်တော့ထားခဲ့တယ်ဒါပေမဲ့ကျွန်မခလေးဖြစ်တဲ့အခါမှာသိချာနားမလည်ဘူးဒါပေမဲ့ကျွန်မကိုဖခင်ကြီးကပိုးတန်းအရွယ်မှာစံစာအုပ်လက်ဆောင်ပေးပြီးတော့သမီးအသက်ရှင်တဲ့ဘုရားကိုသိရှင်စံစာအုပ်ကိုဖတ်ပါနှုတ်ကနေပြီးတော့ဘုရားကိုဆုတောင်းပြီးတော့ဖတ်ပါသမီးကိုဘုရားရှင်ဆုတောင်းချက်တွေကိုဖြည့်ပေးလိမ့်မယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်မယုံကြည်တက်ဝင်ခဲ့တဲ့အရာဘောနော်မီယုဒနာဖြစ်တဲ့ဗုဒ္ဓဘာသာပါလာတဲ့မှာကျွန်မကြီးပြင်းနေတယ်ဒီအရာကိုကျွန်မသိကျင်စိတ်ပြင်းပြလာတယ်ပြင်းပြလာရင်လည်းကျွန်မဆုတောင်းပါတယ်ဘုရားကအသက်ရှင်နေဆိုရင်ကျွန်မရဲ့ဆုကိုဖြည့်ပေးပါကျွန်မဆု3ဆုနဲ့စပြီးတောင်းခဲ့တာဖြစ်ပါတယ်ဒီဆု3ဆုကိုဖြည့်ပေးပြီးတော့ဖြည့်ပြည့်တယ်ဆိုလို့ရှိရင်ဒါဘုရားတကယ်အသက်ရှင်နေပါတော့ကျွန်မငယ်ငယ်လေးအဲ့လိုဘုရားကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်မ10ရက်နှစ်မှာကျွန်မဖခင်ဆုံးသွားပါတယ်ဆုံးသွားပြီးနောက်ပိုင်းမှာကျမရဲ့ဆုတောင်းချက်အဖြစ်ကိုကျမစောင့်ပြီးတော့ဘုရားကိုရှာခဲ့ပါတယ်။ဆယ်ရက်အောင်ပြီးတဲ့နေ့မှာကျမနောက်ဆုံးအဖြစ်ကိုရရှိခဲ့ပါတယ်။ဒီလိုဘုရားစီကနေပြီးတော့ကျမရဲ့ယုံကြည်ချက်ကိုဘုရားခင်ကပေးခဲ့ပါတယ်။သူ့ကိုယုံကြည်ဖို့ရန်အတွက်အဲ့ချိန်ကသူရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ကျမကမိခင်ကြီးကိုအရင်ကြောက်ပါတယ်။ကြောက်ရတဲ့အခါမှာကျမအနေနဲ့ဘာသာပြောင်းတယ်လို့သူကကျမကိုမထင်ပါစေချင်ဘူး။အဲ့အတွက်ကျမဘယ်လိုလုပ်ရမှန်းလည်းမသိဘူးเนาะတကယ်ဖျားကိုယုံနေတာပေမဲ့လည်းနှစ်ချင်းလည်းမခံရဘူးနှစ်ချင်းခံလို့လည်းမိခင်ကမပြောရဘူးဆိုတော့ကျမအဲ့ဒီအချိန်မှာကျမသက်18နှစ်ကျော်လောက်မှာကျမအိမ်အောင်ကြတယ်ကျမမြို့သားကခရိယန်ဘာသာဝင်တယောက်ဖြစ်တယ်ကရင်ဖြစ်တယ်သူနဲ့အိမ်အောင်ကြပြီးတဲ့နောက်မှာကျမနှစ်ချင်းခံလိုက်တယ်ဆိုတော့ကျမအဲ့ဒီအရာကိုကျမမိခင်တည်သွားတဲ့နောက်ပိုင်းမှာသူကျမပုံမှာရမ်းလို့စိတ်နာပါတယ်သူအနေနဲ့ကျမကိုဘာသာတရားနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်တယ်အဲ့လိုမျိုးပေါ့နော်သူကျမပုံမှာတော်တော်လေးနာကျင်ပါနာကြီးရပါတော့ဒါပေမဲ့ကျမမိခင်မျိုးကျမမေတ္တာပြနေတယ်သူ့ကိုကျမဘုရားခင်ကောင်းမြတ်ကြောင်းကိုကျမအဖြစ်ပေါ့နော်တက်တည်ထူခဲ့တယ်ဒါပေမဲ့မိယုဒနာဖြစ်တဲ့နေရာသူကလည်းတကယ် strong Buddhist ဖြစ်နေပါတယ်အခုချိန်ထိပါပဲဒါပေမဲ့ဘုရားရှင်သူ့ကိုဒီနေ့တစ်ချိန်မှာစကားပြောမယ်လို့ကျမလုံးဝယုံကြည်ပါတယ်ကျမကိုယ်တိုင်လည်းတကယ်ဘုရားကိုယုံကြည်လက်ခံခဲ့တဲ့လွန်ခဲ့တဲ့အနှစ်20ပတ်ဝန်းကျင်ကကျမဘုရားကိုအုံနောက်နဲ့သိရှိခဲ့တဲ့တက်တာမှာ
ဘုရားနဲ့ကျမနဲ့နေ့စဉ်ဆက်သွယ်မှု relationship မရှိခဲ့ပါဘူးကျမလွန်ခဲ့တဲ့9နှစ်ကအမေရိကန်နိုင်ငံကိုထွက်သွားပါတယ်မြန်မာပြည်ကနေပြီးတော့ကျမဘာပြောချင်လဲဆိုတော့ကျမဘုရားကိုရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာဘုရားခင်သမီးနဲ့အတူပါရှိပါသမီးရဲ့ပြစ်တွေကိုဖွင့်လွှတ်ပါအမြဲတမ်းကျမဘုရားကိုတောင်းပါတယ်အမြဲတမ်းလည်းဆုတောင်းပါတယ်ကျမသိထားတာကကျမလှုပ်ရှင်တဲ့အရာအားလုံးကိုဘုရားကအမြဲတမ်းကျမဘက်ကနေပါမယ်ကျမဘက်ကနေအောင်မြင်မှုပေးမယ်ကျမဆုတောင်းတဲ့ခါမှာသူကဖြည့်ဆည်းပေးမယ်ဒီလိုပဲကျမခံယူထားတာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကျမဘုရားကိုအမြဲတမ်းဆုတောင်းခဲ့တယ်ကျမဆုတောင်းချက်တွေကဘယ်လိုဖြစ်နေလဲဆိုတော့ကျမလှုပ်ရှင်တဲ့အရာကျမသွားချင်ကျမဖြစ်ရှင်တဲ့အရာတွေကိုကျမဘုရားကိုတောင်းခဲ့တာဖြစ်ပါတယ်ကျမလှုပ်ရှင်တဲ့အရာတိုင်းကိုလည်းဘုရားခင်ကအခွင့်ပေးခဲ့ပါတယ်ဒီအရာတွေကဒီနေ့ဒီအချိန်မှာကျမပြန်လည်ပြီးတော့ဘုရားခင်ကသိခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်ကျမဖြစ်ခြင်းတဲ့အရာကျမလှုပ်ခြင်းတဲ့အရာအလုံးကိုဘုရားကိုဆွဲပြီးတော့ကိုယ်တော်ပါရှိပါအမြဲတမ်းကျမဆုတောင်းခဲ့တယ်ကျမဘာလုပ်ဖို့မေးခဲ့လဲဆိုတော့ဘုရားခင်ကျမပေါ်မှာဘာအလိုရှိလဲဆိုတော့ကျမတခါမှမမေးခဲ့ပါဘူးကျမရဲ့တက်တာမှာကျမဖြစ်ခြင်းတဲ့အရာတိုင်းကိုပဲကျမဘုရားကိုဆုတောင်းပြီးတော့လုပ်ခဲ့တဲ့အခါမှာကျမအမေရိကန်နိုင်ငံမှာ9နှစ်နေခဲ့ပါတယ်ကျမ2နှစ်3နှစ်ပေါ့နော်2နှစ်3နှစ်အတွင်းမှာကျမဘဝမှာတကယ်ပဲတစ်စိတ်ချို့ပြောင်းလဲဖြစ်ခဲ့ပါတယ်ကျမရဲ့တက်တာမှာဖះနဲ့ဘလို့မှမြန်မာပြည်မှာရှိနေရင်တော့ကျမခရစ်ယာန်တရားဖြစ်တယ်ဖះเจ้าကိုတစ်ခါပြန်သွားတယ်ဆရာတွေကကျမတို့ဓမ္မတရားပြင်ပါဝင်ခိုင်းတယ်ဆိုကျမတို့ဆိုတယ်ပြီးရင်ကျမတို့ပြန်တယ်ဆိုကျမတို့အတွက်တခြားပတ်စံရှာတာဦးစားပေးရပါတော့မြန်မာပြည်မှာကျမတို့အတွက်အနုပညာသမားဆိုတော့ Sunday ဆိုလဲကျမတို့ပွဲရတာအများကြီးရှိတဲ့အခါမှာဖះနဲ့အချိန်ပေးမှုနည်းပါတယ်ဒါကျမတို့လူပညာသမားအတိုင်းပါပဲတကယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျမအမေရိကန်နိုင်ငံရောက်သွားတဲ့အခါမှာဖះเจ้าကိုကျမပုံမှန်ရောက်တယ်ဖះနဲ့ကျမတို့မှဘာမှအားကိုးစရာဆိုတာလည်းမရှိတော့ဖះကလွဲလို့လဲဟိုမိတ်ဆွေတကယ်ချင်းဆိုတာလည်းအရင်နေ့တည်းကဆိုမရှိဘူးပေါ့နော်တကယ်ဖះเจ้าပတ်ဝန်းကျင်အတိုင်းဝိုင်းဒါပဲရှိတဲ့အခါမှာကျမတို့အဲ့လိုမျိုးရက်တိုရက်ရှည်ကျန်းစာတင်တန်းတွေတက်ရပါတယ်ဒီခါမှာဖះနဲ့ပို့ပြီးတော့ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်ဒါပေမဲ့ကျမတက်တာမှာဖះကိုကျမအဲ့အချိန်မှာမိကူအမေဆုံးပဲဖြစ်မှာပါဖះကဘာကြောင့်သမီးကိုဒီလိုနေရာကိုပို့တာလဲဘာကြောင့်သမီးကိုဒုက္ခဆင်းရဲတွေပြီးပြီးတော့တွေ့စီတာလဲကျမအမြဲတမ်းဖះကိုမိကူနေမေးခဲ့ပါတယ်မိကူနေနဲ့တက်ရှင်တဲ့အခါမှာကျမအဖြေမရခဲ့ပါဘူးအဖြေဘာကြောင့်မရလဲဆိုတာလည်းကျမမသိဘူးကျမဖြစ်စင်တာတွေကိုပဲဖះကိုနေ့တိုင်းမိကူနေမေးတယ်နေ့တိုင်းကျမဖះကို complaint တက်ခဲ့တယ်ဒါပေမဲ့ဖះခင်ကျမကိုအကျဉ်းချင်းအခါကသူဖြေပေးခဲ့တယ်ဒါကိုကျမမကြားခဲ့တာဖြစ်ပါတယ်သူပြောနေတဲ့အရာကိုကျမမကြားဘူးကျမမသိဘူးကျမမမြင်ဘူးဘာလို့လဲဆိုတော့ကျမသူရှိနေတဲ့အရာပေါ်မှာအတိအမှန်မပြုတ်တာဖြစ်ပါတယ်သူရှိနေတယ်ဆိုတာကိုကျမအုံနောက်ထဲကပဲသိထားပြီးတော့သူကျမနားမှာရှိနေတယ်ဆိုတာကိုကျမမခံစားမိဘူးမခံစားမိတာဘာကြောင့်လဲဆိုတော့ကျမရဲ့တက်တာမှာဇာတိကိုကျမအမြဲတမ်းဦးစားပေးခဲ့တဲ့အတွက်ဖြစ်ပါတယ်။ကျမဖះကိုရရှိပြီလို့ကျမခံယူခဲ့တယ်။ဒါပေမဲ့တကယ်ဖះကိုမရသေးဘူးဆိုတာကျမအဲ့အချိန်မှာသိခဲ့တာဖြစ်ပါတယ်။ဖះကိုရရှိဖို့အတွက်ဘာကြောင့်ကျမအဲ့လိုကြာခဲ့တာလဲ။ကျမကိုယ့်ကိုပြန်ပြီးတယ်။ကျမတို့အကုန်လုံးတစ်ခါတည်းမှာမိမိကိုမိမိတကယ်ဖះကိုရတယ်လို့ထင်ခဲ့တယ်။ကျမလိုပဲတစ်ခါတချို့မညီကိုတွေအားလုံးလည်းခံစားမိမှာပဲပေါ့နော်ကျမဆိုလေတကယ်ဖះကိုကိုင်းဆိုင်နေဖះကိုချစ်တယ်ဒါပေမဲ့ဖះကကျမကိုချစ်တယ်ဆိုတဲ့အရာကိုဂရိမရခဲ့ပါဘူးဆရာခဏပြောသလိုပဲဖះကကျမတို့ချစ်တာလေသူကကျမတို့ပို့ပြီးချစ်ပါတယ်ကျမတို့သူ့ကိုချစ်တယ်ဆိုတာ limit ရှိတယ်အကန့်အသတ်ရှိတယ်တခါတည်းမှာကျမတို့အလိုမပြည့်တဲ့အခါမှာဖះကိုပြန်မေးတတ်တယ်ဒါပေမဲ့ကျမဒီနေ့နားနေခဲ့တဲ့အချိန်မှာဖះကျမကိုဘလောက်တောင်ကောင်းကြီးတွေပေးခဲ့လဲဒီကြားရကနေကျမအောင်ဖះကိုဘလောက်တောင်မှဆိုးမိုက်ခဲ့ဖះမျက်ရည်ကြောင်ကျမဘယ်နှခါဘယ်နှကြိမ်လုပ်ခဲ့လဲကိုပြန်ပြီးတော့မြင်လာခဲ့ပါတယ်ဒီလိုမြင်လာအောင်လည်းဖះခင်ကကျမကိုဖွင့်ပြခဲ့တာဖြစ်ပါတယ်ကျမအမေရိကန်နိုင်ငံမှာခက်ခဲစွာရုန်းကန်ရတယ်ကျမမိသားစုကိုကျမရအောင်ခေါ်တယ်သူတို့တွေရောက်လာတယ်
ရောက်လာပြီးနောက်ပိုင်းမှာလည်းကျမရုန်းကန်ရပါတယ်ဆိုတော့ကျမအတွက်တကယ်ပဲမြန်မာနိုင်ငံလို comfort zone ကနေပြီးတော့အမေရိကန်နိုင်ငံဆိုတဲ့နေရာကြီးမှာလူများတွေအနေနဲ့တော့တကယ်ပဲအရန်ကိုပမာယူဆဆိုကံကောင်းတယ်လို့ပြောမှာပေါ့နော်အရန်အဆင်ပြေတယ်လို့ထင်ကြမှာပါပဲဒါပေမဲ့ကျမရဲ့တက်တာဘယ်လိုလဲဆိုတာကျမပဲသိတယ်ဒီလိုပဲဖျားပြန်သိတယ်ကျမရဲ့တက်တာ0 set ရောက်သွားအောင်ဖျားပြန်ကျမကိုပြသပေးပါဖျားသခင်ရှိမှာဒူးထောင်းနေလူရှိမှာဒူးထောင်းရအောင်ဒီရကိုအုံနောက်နဲ့သိရှိခဲ့တကယ်လည်းမိမိရဲ့ကြိုးစားမှုမိမိရဲ့ကောင်းမှုကျမကြိုးစားနေတဲ့အရာတွေပေါ်မှာပဲကျမမူတည်ခဲ့ပြီးတော့ကျမကိုကူညီအားပေးတဲ့မိတ်ဆွေအပေါင်းအသင်းတွေပေါ်မှာကျမဂျပန်ရောက်တယ်ဆိုတော့ဒီယာကြီးကိုဖျားမြင်အောင်ပြလိုက်တဲ့အချိန်မှာကျမအတက်တာမှာဖျားတာလေးကျမတို့အတွက်အမြဲရှိနေတဲ့လူဆိုတာကျမနားလည်တယ်အဲ့ဒီအဖြစ်ဖျားရှင်ကျမကိုသူ့နဲ့ပြန်လဲပြီးမိသားဟာဖြစ်စေခဲ့ရဖြစ်ပါတယ်ဒီလိုမျိုးဖျားရှင်ကောင်းမြတ်တယ်ကျမတလောက်တောင်မှဆိုးတာကိုဖျားရှင်ကျမကိုချစ်နိုင်တယ်ဆိုတဲ့အရာကသူ့ဘက်ကိုကျမကိုပြန်ပြီးတော့လှည့်လာစေတာဖြစ်ပါတယ်ကျမရဲ့သက်တာမှာဒီလောက်ထိဘာကြောင့်အချိန်ကုန်ခံခဲ့ရလဲဘာကြောင့်စောရည်တာကျမမသိခဲ့ရလဲဖျားကျမကိုချစ်တယ်ဆိုတဲ့ကြောင့်ကျမဘာလို့အခွင့်ကောင်းနေရှုခဲ့ရလဲသူ့အတွက်ဘယ်အချိန်ဒီကျမဖျားရှင်ကျမဖို့ဘယ်အချိန်ဒီမေးရကြပြီးစောင့်နေမှလဲဆိုတဲ့အရာကြီးကကျမကိုယနေ့သူ့ရဲ့ကိုပြန်လှည့်လာစေတာဖြစ်ပါတယ်ဒီအရာကိုဖော်ပြဖို့အတွက်ဖျားရှင်တုံးပြတဲ့ဆရာပေါ်မှာလည်းဖျားရှင်တားရကောင်းကြည့်ပေးပါစေကျမအသက်တာမှာလူရှိမှာအားကိုးခြင်းနဲ့ဘုရားသခင်ကိုအားကိုးခြင်းသာနဲ့အဓိကဖြစ်တယ်ဘုရားသခင်သာနဲ့ဘယ်တော့မှမပြောင်းမလဲတည်မြဲတဲ့အရှင်ဖြစ်တယ်တင်ဘာပဲဖြစ်နေဘယ်သူ့ကိုမှမပြောပါနဲ့မတိုင်ရပါနဲ့တင်ရဲ့ရှိသမျှအရာလုံးကိုဘုရားကိုတင်နှုတ်ဖွင့်ပြီးတော့ဝန်ခံပါနှုတ်ဖွင့်ပြီးတော့ဘုရားကိုတင်ပြောပါတင်စိတ်ကနေမပြောပါနဲ့နှုတ်ကနေတင်ပြောပါကျမအဲ့လိုမျိုးဘုရားကိုအော်ဟစ်ပြီးတော့ကျမရဲ့ဘဝမှာကာသီကနေအာအထိအကုန်လုံးဘုရားကိုဝန်ခံခဲ့တယ်ဘုရားကိုနှုတ်ဖွင့်ပြီးတော့ကျမအော်ဟစ်ခဲ့တဲ့အခါမှာဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုကျမသိလာတယ်ဘုရားရှင်ရဲ့စကားပြောခြင်းကိုကျမကြားလာတယ်ဘုရားရှင်ကျမကိုသိချစ်တယ်ဆိုတဲ့အကြောင်းကျမခံစားခဲ့ရတယ်ဒီအရာတွေဘုရားရှင်နာမတော်ပုံချပါစေကျမကိုနေ့ရက်စတိုင်းကိုတော့တုံတင်နေတဲ့အရာအတွက်ကျေးဇူးတော်ကိုကျမမချီးမွမ်းမနေနိုင်ပါဘူးအခုချိန်မှာကျမအတွက်ပါအကောင်းဆုံးဖြစ်သွားလဲဆိုတော့ကျမရဲ့သက်တာမှာတင်ပါကြောင့်သက်ရှင်နေရတယ်တင်ပါအတွက်သက်ရှင်နေရတယ်အဲ့ဒီအရာကိုဘုရားရှင်ကျမကိုနေ့ရက်စတိုင်းတုံတင်နေပါတယ်နေ့ရက်စတိုင်းကျမမနဲ့မိုးလင်းတာနဲ့မျက်လုံးနှလုံးဖွင့်လိုက်ဒီနေ့အသက်ရှင်မပြန်ပြီးထားတဲ့ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေကျမတို့တက်တာမှာ10မိနစ်10စက္ကန့်အတွင်းမှာဘာဖြစ်မလဲဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။နော်ဒီလိုအခြေအနေမှာကျမတို့အများကြီးစဉ်းစားပြီးတော့နောက်အနာဂတ်အတွက်အဝေးကျမတို့စဉ်းစားပြီးတော့ဘယ်လောက်ထိကျမတို့ဆက်သွားအောင်ပါလဲ။ဒီနေ့ကျမတို့ကိုဘုရားရှင်အသက်ရှင်ဝင်ပေးထားတယ်။ဒီနေ့ဘုရားကျမတို့ကိုဘာဖော်ပြခြင်းလဲ။သူ့ရဲ့ဘုန်းတော်အတွက်ကျမတို့ဘယ်လောက်ထိအသက်ရှင်ပြီးပြီလဲ။ကျမအသက်ရှင်နေရတာဘုရားသခင်အတွက်ဆိုတော့ကျမသိလာခဲ့တဲ့နောက်ပိုင်းမှာဘုရားရှင်နေ့စဉ်နဲ့ကျမကိုစကားပြောပါတယ်နေ့စဉ်နဲ့ကျမကိုသူဖွင့်ပြခြင်းနဲ့ကျမခံစားရတယ်ဒီຢာတွေကကျမအတွက်ဘယ်ຢာနဲ့မှလဲလို့မရတဲ့တန်ဖိုးအကြီးဆုံးຢာတွေဖြစ်ပါတယ်ဒီຢာရောက်ဖြစ်ဘုရားရှင်ကျမပေါ်မှာဆက်လက်ပြီးအသုံးပြုနေတဲ့အတွက်ဘုရားရှင်နာမတော်ဒါပြီးပုံကြည့်ပါစေဒီမှာရှင်ကြီးကိုပေါ်မှာအရောက်စီတိုင်းကိုလည်းဘုရားရှင်ကနေ့ရက်စီတိုင်းမှာစကားပြောနေတယ်နေ့ရက်စီတိုင်းမှာကျမတို့ရဲ့အသက်တာမှာသူ့ရဲ့ဘုန်းထင်ရှားမှုအတွက်သူအသုံးပြုခြင်းနေတယ်ဆိုတဲ့အရာကိုအရောက်စီတိုင်းကိုသိစေလိုပါတယ်
ကျမတို့ရဲ့တက်တာမနဲ့ပြန်ပါဖြစ်မယ်ဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူးဒါကြောင့်မို့ကျမတို့အခုလက်ရှိအသက်ရှူခွင့်ရထားတာဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါကျမတို့မနဲ့မိုးလင်းတာနဲ့မြင်ခွင့်ရတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါကျမတို့ရဲ့အတွေးခေါ်တွေကျမတို့ဘာတွေတွေးနေလဲအမြဲတမ်းစဉ်းစားပါကိုတွေးနေတဲ့ညာကိုဘာတွေးနေလဲဆိုတာကိုစဉ်းစားရတဲ့တက်တာဘုရားရှင်ကျမကိုပြင်ဆင်ပေးပါတယ်ကိုဆိုနေတဲ့တခြင်းဘာအိုဆိုနေတာလဲကိုစကားပြောနေတာဘာကြောင့်ပြောနေတာလဲအဲ့ဒီအရာတွေကိုဘုရားရှင်နေ့ရက်စဉ်နဲ့တုံ့တင်လာတဲ့အခါမှာကျမရဲ့တက်တာမှာကျမရဲ့စိတ်ခံစားမှု emotionally နဲ့ပြီးတော့တယောက်ပေါ်မှာကျမတို့တယောက်နဲ့တယောက်အပြစ်မြင်ခြင်းအဲ့ဒီအရာတွေအားလုံးကဘုရားရှင်ကျမကိုနေ့ရက်စဉ်တိုင်းပြန်လည်ပြီးတော့တုံ့တင်လာတာကိုခံစားရပါတယ်ကျမလူတစ်ပါးကိုအပြစ်တင်မယ်လို့စဉ်းစားမိတယ်သင်ကဟောဘယ်လောက်ဖြောက်မှတ်လို့လဲသင်လို့အပြစ်များတဲ့လူတော်မှာအရင်ချစ်တယ်ဆိုရင်သင်ပြစ်တင်နေတဲ့လူတွေလည်းငါဘယ်လောက်ချစ်တယ်ဆိုတာနားလဲပါအဲ့ဒီအရာကိုဘုရားရှင်ကျမကိုတုံ့တင်လာတဲ့အခါမှာကျမရဲ့တက်တာမှာနေ့ရက်စဉ်တိုင်းမှာဘုရားရဲ့မင်္ဂလာတွေပဲအမြဲတမ်းခံစားရပါတယ်နေ့ရက်စဉ်တိုင်းမှာကျမရဲ့ဝင်လာတဲ့အတွေးအခေါ်တိုင်းမှာရှိတဲ့အနှုတ်လက္ခဏာမှန်များကျမဘုရားရှင်ရဲ့အစွမ်းအားနဲ့ချက်ချင်းချီးဖြတ်နိုင်ခဲ့ပါတယ်ဒီຢာတွေကနေ့ရက်စဉ်တိုင်းကျမကိုစစ်မှန်တဲ့တောင်းကြီးမင်္ဂလာစစ်မှန်တဲ့ဘုရားရဲ့မင်္ဂလာအဲ့ဒီຢာတွေကိုအမြဲတမ်းချီးမွမ်းခြင်းနဲ့တကွအသက်တာမှာအရောက်စီတိုင်းကိုဘုရားရှင်ဘုန်းတော်မှာထင်ရှားဖို့အသုံးပြုခြင်းနဲ့ဆိုတဲ့အကြောင်းကိုကျမအဖြစ်ဘုရားတည်တည်ထူခြင်းနဲ့ဆိုတာကိုကျမသိရှိခွင့်ရရှိခဲ့ပါတယ်ဒီຢာအတွက်အသက်ရှင်တဲ့ဘုရားရဲ့ဘုန်းတော်မှာတော့ဒါ၍ထင်ရှားပါစေကျမအသက်တာမှာဘုရားကောင်းတဲ့ခြင်းတွေကိုဓမ္မတရားဖြင့်အရှင်တွေကသိဆိုချီးမွမ်းခဲ့ပါတယ်ဒါပေမဲ့ကျမစုံနေတဲ့တခြင်းတစ်ခါတည်းမှာကိုဘာစုံနေမှန်းတော့ကိုမစင်စားမိတဲ့အချိန်တွေရှိပါတယ်ကျမတို့ရဲ့အသက်တာမှာဝိညာဉ်မျက်စိဝိညာဉ်အလင်းမရှိတဲ့အခါမှာမိမိဘာလုပ်နေလဲဆိုတာကိုအမှတ်တမဲ့နဲ့ကြော်ဖြတ်သွားလိုက်ပါတယ်အဲ့ဒီအခါမှာဘုရားဖွင့်ပြခြင်းတွေကိုကျမတို့အများကြီးဆုံးရှုံးခဲ့ပါတယ်ယနေ့ကျမတို့နားဆင်တယ်ဘာကြောင့်နားဆင်တာလဲဒီတခြင်းကဘာအတိပ္ပယ်ကိုပြောနေတာလဲဒီတခြင်းအဖြစ်ကျမတို့ကိုဘုရားရှင်ဘာစကားပြောမလဲအဲ့ဒီအချိန်ကနေဘုရားဖော်ပြတဲ့အရာတွေကိုခံယူခြင်းအဖြစ်နေ့ရက်စဉ်တိုင်းဘုရားရဲ့ကောင်းချီးမင်္ဂလာနဲ့သွားတဲ့အသက်တာဖြစ်ဖို့ရတဲ့ဘုရားရှင်အလိုတော်ရှိပါတယ်ကျမအနိုင်မရှိဆိုတဲ့ဓမ္မတေးလေးအဖြစ်ဘုရားရှင်ကောင်းတော်အရင်ဆုံးချီးမွမ်းခြင်းပါတယ်ဒီဓမ္မတေးလေးကဘုရားရှင်ကျမတို့ပေါ်မှာသူ့ရဲ့တူနိုင်လို့မရတဲ့မြတ်တာနဲ့အသွေးသွင်းပြီးတော့ကျမတို့ကိုချစ်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်ကားတိုင်းပေါ်မှာအသွေးသွင်းခဲ့တဲ့နာကျင်စွာညှင်းဆဲခံခဲ့ရတယ်ဒီအရာတွေကကျမတို့အပြစ်သားတွေအားလုံးအတွက်အပြစ်လွတ်မြောက်ဖို့ရန်အပြစ်မဲ့တဲ့ဘုရားရှင်ကတည်ခံခဲ့တာဖြစ်ပါတယ်သူတည်ခံခဲ့ပြီးတော့ရွေးခဲ့တဲ့ကျမတို့ရဲ့ထာဝရအသက်တွေကျမတို့ချစ်ပါတယ်ဆိုတဲ့ဘုရားရှင်ကိုဘယ်လောက်များပြန်လည်ပေးဆက်ပေးလဲသူကျမတို့ပေါ်မှာဘယ်လောက်ထိကောင်းခဲ့လဲဆိုတာကိုဒီဓမ္မတရားဖြင့်စင်ကြယ်ပြီးတော့ဘုရားရဲ့ကျေးဇူးတော်ကိုရည်တွက်ဖို့ဖြစ်ပါတယ်အနိုင်မရှိလို့အမြဲဓမ္မတရားဖြင့်ဘုရားဘုံတော်ချီးမွမ်းခြင်းပါတယ်ဝေဒနာတွေကြားကလောင်
ရှင်ကိုယ်လုံးချင်းမွန်သွားတယ်မယနာကိုအထူးပဲကျေးဇူးတင်ပါတယ်ဖျက်ရှင်ကောင်းကြီးပေးပါစေ